လောကကြီးမှာဖြစ်ချင်တိုင်းဖြစ်နေတာမဟုတ်ခတ်သိန်းတို့ရာတို့ဒီမိမိတို့အချိန်ရှိတယ်အဲ့ဒါနားလည်ထားဘယ်သူမှစင်ရဲ့မစင်နေမိမှမြင်းကန်တာဘယ်သူကြိုက်လဲဘယ်သူမှမကြိုက်ဘူးဘာမှစကုံရှိတယ်စင်စင်းပြီးမြင်းရံတာအဲ့ဒါရန်ကောင်းတယ်ဒါပေမဲ့အခမ်းမသိတဲ့ကကျရင်မြင်းကန်တဲ့အခမ်းတွေလည်းကိုမိတတ်တယ်လောကကြီးမှာဘုရားသခင်ကလူကိုဖန်ဆင်းထားကြရတဲ့နေနေညာရှိတယ်အမောင်နဲ့အလင်းရှိတယ်အစိုးနဲ့အကောင်းရှိတယ်အဲ့ဒါဒွန်တွဲထားပြီးသားအကောင်းကြီးပဲရချင်လို့မရအောင်ကိုယ်စိတ်ကိုကရွှင်လန်းခြင်းနေဆိုရင်ကောင်းတဲ့အရာလေးတွေပျော်ရွှင်စရာလေးတွေပြန်ပြီးမှတွေးရတယ်အမှန်ငယ်နဲ့သင်ဘာဖြစ်နေတယ်လဲဘာလုပ်နေတယ်ဘုရားသခင်ကသိချသိပြီးသားဒါတော့သင်ကိုနာမည်နဲ့တခွငါသိတယ်တဲ့သင်ခေါင်းမှာရှိတဲ့စပစ်တစ်ချောင်းစီတော့ငါကမှတ်သားထားရည်တွက်ထားတယ်လို့ပြောတဲ့ဘုရားလေကျွန်တော်တို့ဘလောက်ဂရုစိုက်တယ်လဲဘုရားငါ့ကိုဂရုစိုက်တယ်ငါ့ကိုချစ်တယ်လို့သိတဲ့လူမှလောကကြီးမှာအောင်နိုင်တာအဲ့ဒါကိုတကယ်လက်တွေ့ဘုရားငါ့ကိုချစ်တယ်ငါနဲ့အတူရှိတယ်ဘုရားနဲ့ငါအဖြစ်တန်းနေတယ်ဆိုတဲ့အရာကိုသင်နားမလည်ဘူးမသိဘူးဆိုရင်သင်ခရိယံဖြစ်ပြီးမှပြင်ပန်းနေအောင်ပါယုံကြည်သူအသက်တာဆိုတာကဘုရားနဲ့အသက်ရှင်တဲ့ခါမှာခက်ခဲခြင်းပြင်ပန်းခြင်းရှိပါတယ်ဘုရားကကိုယ်ထဲမှာအသက်ရှင်ပြီးတယ်ပြောအဲ့ဒီအရာတွေဖြစ်လာရင်အသက်တာရင့်ကျက်ဖို့ပိုပြီးကြီးထွားဖို့ဘုရားသခင်ရဲ့သားသမီးဖြစ်ခြင်းကိုပိုပြီးထင်ရှားဖို့အတွက်ဘုရားသခင်ကကျွန်တော်တို့ကိုထွေးမိတာဖြစ်တယ်ကြီးထွားဖို့မဟုတ်ဘူးအဲ့လိုဖြစ်လာလေဒီချီးမွမ်းအချိန်ဒီတိုင်းမှာချီးမွမ်းတတ်တဲ့ခါကျွန်တော်တို့တက်တာမှာဆုံးရှုံးခြင်းတွေအခက်ခဲပြဿနာတွေဆိုကြာနေလို့မရအောင်ချီးမွမ်းသူရဲ့အသက်တာမှာကြာနေလို့မရအောင်ညဥ်ရမှာငိုကြွေးခြင်းဟာလာရဲ့တဲခိုတဲ့နက်နက်ရံမှာတချင်းဆိုတော့ခွင်ဘုရားကပေးမိတာကျွန်တော်တို့ချီးမွမ်းဖို့ပဲရည်ချီတာအချိန်လေးဆိုတာပြောင်းလဲသွားလိမ့်မယ်ဒါကြောင့်ဘယ်လိုအချိန်လေးပဲဖြစ်အားမငင်နဲ့ကိုယ်နဲ့ဘုရားရှိတယ်ဆိုနားလည်ပါဘာပဲဖြစ်နေဘုရားကိုချီးမွမ်းပါအဲ့လိုအသက်တန်တဲ့သက်ရှင်မယ်ဆိုရင်ကျွန်တော်တက်တာမှာသူများတဲ့ထူးခြားသွားလိမ့်မယ်လောကကြီးကတော့ဖြစ်နေတာနော်သင်ကဟိုလူကိုကြည့်လိုက်ဒီကောင်စင်ပြေသလားဒီလူကြည့်လိုက်သူကတော့ဟုတ်ပြီတော့မထင်နဲ့ဒီအချိန်ကအားလုံးခက်ခဲနေတဲ့ချိန်ကျွန်တော်ဘုရားသားသမီးတွေလည်းဘယ်လိုအချိန်တွေပဲဖြစ်ဖြစ်ဘုရားတကယ်လောကမှာအသက်ရှင်ခဲ့တဲ့မှာဘုရားခင်ရဲ့နိုင်ငံတော်ကျယ်ဝန်းဖို့အတွက်ဘုရားခင်ရဲ့ဘုန်းတော်အတွက်ဘယ်လိုအသက်ရှင်ရမလဲတော့ဒါပဲစဉ်းစားပါဘလောက်ပဲခက်ခဲရှိနေပြဿနာရှိနေဘုရားတတ်နိုင်ခြင်းအကြောင်းကိုသင်များတွေးတယ်ဘုရားအသက်ရှင်ကြောင်းဘုရားငါတို့ကိုမဆနိုင်ကြောင်းဘုရားသခင်ကောင်းမြတ်ကြောင်းကအမြဲတမ်းဆင်ခြင်နေရင်အရှင်မှာကောင်းခြင်းတွေပဲလာ